ဖုန်းမြင်တဲ့တက်မဲ့သူတွေမဖြစ်မနေတည်တည်နဲ့အချက်သုံးချက်ကိုပြပြမယ်နောက်ပြီးတော့တင်းနဲ့ကာလာပြီးသွားတဲ့အချိန်မှာရောပညာတက်မြောက်နိုင်လားဒါတွေကိုဗီဒီယိုထဲမှာထည့်သွင်းပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်ကတော့ fake class ပေါ့နော် fake class ဆိုတာကျွန်တော်တို့ဒီ service တင်တဲ့အတွေ့အကြုံမရှိသေးဘဲနဲ့ဒါတင်တန်းဖွင့်တာတင်တန်းသားခေါ်ပေါ့နော်တင်တန်းဖွင့်တာဘယ်နှလားရှိပြီလဲဒါမှမဟုတ်ဘယ်နှစ်ရှိပြီလဲအဓိက trainer ရော experience ဘယ်လောက်ရှိသွားပြီလဲပေါ့နော်သူအတွေ့အကြုံဆိုရင်ဒါ trainer တယောက်အနေနဲ့ရှင်းရှင်းချိတိုက်တယ်ဒါအရေးချင်းကြီးဆိုတော့ရှိတင်တာပေါ့ဗျာကျွန်တော်ဒုတိယမြောက်ကတော့ certificate ကိစ္စပေါ့နော်အဲဒီ certificate ကိစ္စကျွန်တော်တင်တန်းကာလာပေါ်မှာအများကြီးမူတည်တယ်ဥပမာတင်တန်းကာလာကကျွန်တော်6လပဲထားပေါ့နော်တင်တန်းကာလာ6လဆိုရင်ဒါဥပမာစာတွေ့က9လပေါ့နော်တင်တန်းဒီလက်တွေ့က4လဆိုရင်ဒါမဖြစ်တင်ဘူးဗျာပြောတာစာတွေ့ရအဲ့လောက်ကြီးအရေးမကြီးမို့အရေးကြီးဥမာစာတွေ့ဒါ4လပေါ့နော်တင်တန်းကာလာ6လမှာစာတွေ့4လကျွန်တော်တို့ဒီ list skill ပေါ့နော် hand skill ကကျွန်တော်9လလောက်ဆိုတာလုံလောက်တယ်ပေါ့နော်တင်တန်းဘာလို့လဲဆိုတော့အဓိကဒီ hand skill ကပို့ပြီးတော့အရေးကြီးရပေါ့နော်ဖုံးမြင်တဲ့နေရာမှာပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ hand skill ဘက်ကိုအချိန်ပေးတဲ့တင်တန်းရတာပို့ပြီးတော့ဒါကောင်းတယ်ပေါ့နော်နောက်ဆုံးချက်ကတော့ကျွန်တော်တို့ဘယ်နှလားအပြတ်ပေါ့နော်ဘယ်နှလားအပြတ်နဲ့အပြီးတက်မယ်လို့သိရမလားအဲ့လိုမျိုးတင်တန်းနေကြတော့လုံးဝကိုဂျင်းမှန်းသိတာဗျာဘာလို့လဲဆိုတော့ဒီပညာရေးတစ်ခုကဗျာဘယ်ပညာပဲလေ့လာပညာရေးတစ်ခုကကျွန်တော်တို့ဒီလာပိုင်းလောက်နဲ့တက်သွားပညာရေးဆိုတာဗျာမရှိဘူးဗျာအဓိကအခြေခံပဲဗျာကျွန်တော်ဒီဖုံးစားပဲဆိုတာလဲတတ်မှတ်ထားတဲ့လားဆိုအခြေခံပဲအဲ့တော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကသင်ယူလေ့လာနေရတာဗျာအဲ့လိုမျိုးဘယ်လောက်နဲ့အပြီးတက်မယ်သိရမလားအဲ့တော့အချိန်သတ်မှတ်ပြီးတော့အချိန်သတ်မှတ်ချက်တစ်ခုပြီးတဲ့သင်တန်းမျိုးတွေကြောင့်မတက်တင်ဘူးဗျာကျွန်တော်တို့ကအချိန်ရောငွေရောကုန်နေပေါ့နော်အဓိကပေါ့နော်အခုမှတက်မဲ့ဒါလူငယ်တွေအနေနဲ့ပေါ့နော်ဒီလိုမျိုးသင်တန်းအနေနဲ့မတွေ့အောင်ပေါ့နော်ဒါဒီညီတဲ့ပတ်ဝန်းကျင်ပေါ့နော်အတိမိတ်ဆွေကိုမေးမြန်းပြီးတက်တင်နေနောက်ပြီးတော့ဒီသင်တန်းကာလပြီးသွားတဲ့အချိန်မှာရောဒါတက်မြောက်နိုင်လားဆိုရင်ဒါပေါ့နော်ဒီကိုရွေးချယ်တဲ့သင်တန်းပေါ်မှာလည်းအများကြီးမူတည်တယ်ကိုယ့်ပေါ်မှာလည်းအများကြီးမူတည်တယ်ပေါ့နော်နောက်ပြီးကျွန်တော်ကိုယ်တိုင်ကလည်းပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းဒီ service data ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါလူငယ်တွေပေါ့နော်ဒီလိုချင်းသင်တန်းတွေကိုဒါမှားပြီးတော့ကြတယ်ပေါ့ဗျာတက်ကြတော့ဘယ်လိုဖြစ်တယ်ဆိုတော့အဲ့လိုသင်တန်းတွေကနေပြီးသူတို့ certificate ပေးတယ်ပေါ့နော်အဲ့ဒီ certificate နဲ့သူတို့အဲ့ဒီလက်မှတ်ကိုပြပြီးအလုပ်လျှောက်ထားမျိုးတွေလည်းရှိတယ်နောက်ပြီးတော့ကိုယ်တိုင်ဆိုင်ဖွင့်တာမျိုးတွေလည်းရှိတယ်ဒါပေမဲ့ကိုယ်ပိုင်ဆိုင်ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့လူငယ်တွေကြီးပြန်တော့လဲပေါ့နော်ဒီဆိုင်မကြောက်ဘူးအဲ့လိုပိတ်သွားမျိုးတွေပေါ့နော်အဲ့လိုမျိုးနာမည်ပြတ်သွားမျိုးတွေလည်းရှိတယ်နောက်ပြီးတော့အဲ့ certificate နဲ့အလုပ်သွားရှောက်ရင်လည်းပေါ့နော်အဲ့ certificate တွေအဓိကမဟုတ်ဘူးအဓိကလုပ်တဲ့ကအဓိကပေါ့နော်သူတို့သင်တန်းခေါ်တဲ့သင်တန်းဆရာတွေသင်တန်းခေါ်တဲ့အချိန်မှာတော့သူတို့ကပြီးတော့အချိန်စစ်တွေရှိတယ်ပေါ့ဗျာအဲ့လိုမျိုးတက်ပြီးသွားတဲ့တင်ဘယ်လုပ်ငန်းကိုတန်းရတယ်အဲ့လိုမျိုးအနေထားတွေနဲ့ခေါ်ကြတာပေါ့နော်ဒီပညာကိုလည်းဝါနာပါတယ်ဆိုရင်ပေါ့နော်ကျွန်တော်ကဒီ Android ရော iOS ရောပေါ့နော် iPhone ရောကျွန်တော်ကအခြေခံနေစပြီးတော့ဒီ part 1 part 2ပေါ့နော် chapter တွေခွဲပြီးတော့ဒါအစဉ်စဉ်ကျွန်တော်ကဒီ browser ကိုနားလည်အောင်ပေါ့ဗျာသိရမလားအကုန်လုံးတစင်ချင်းဒီပေါ့ကျွန်တော်ကအဲ့လိုမျိုး Android ဆိုရင်လည်း Android ဘက်ကနေပြီးတော့ပတ်သက်တဲ့ model တွေအစားကျွန်တော်တို့ဒီ spare ဘက် lane တွေ service ဒီလုံနည်းတွေပေါ့နော်အတင်နဲ့အကုန်အစားဆုံးကျွန်တော်ဒီ channel ကနေပြီးတော့အကုန်လုံးတင်ပေးသွားမှာပါအဲ့ဒီအတွက် line subscribe လုပ်ထားပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်